ဒီ page က motion အောင်ထားတဲ့ page တစ်ခုဖြစ်တယ်ဒီ page မှာ straight နှစ်ကျင်း TP မှာ page quality အဝါရဖြစ်မှာ motion အပိုင်းပါ limit ဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ service လိုက်အတက်ချင်မှာကျွန်တော်ဖက်ခနဲ့ဒီ page ကိုအသေးစိတ်စစ်ဆေးပြီးမှဒီ page owner တင်ထားတဲ့ AI content တချို့တွေက violation ဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့ content အားလုံးဖြတ်ပြီးမှ Facebook တင်မှု request debut တင်ပြီး page setting setup ချင်းပြလိုက်တဲ့အချိန်မှာရပ်ပိုင်းအတွင်းနဲ့ပဲ profile ဆင်းတော့ခဲ့တယ်ဒါပေမဲ့ motion suspend ရဲ့ channel ခဲ့တဲ့အတွက်ကြောင့်မို့ထပ်ပြီး page ကိုစစ်ဆေးပြီးလိုအပ်ချက်တွေအားလုံးဖြည့်ဆည်းပြီးမှပြန်ပြီး Facebook တင်မှု review တင်တဲ့အချိန်မှာနိုင်ဝက်အတွင်းမှာပဲတခါတည်းဒီ motion suspend ရဲ့ပျောက်တော့ခဲ့မဲ့ enable ဖြစ်လာခဲ့ပါတယ်ငကိုဝင်တဲ့ page နဲ့ပြန်ပြီးမှရတော့ခဲ့ပါပြီယုံကြည်ပြီး service အတွက်အထူးကိုကျေးဇူးတင်တယ်အခုနောက်ပိုင်းတော်တော်များများ AI content တွေ fan တီးလာတဲ့အတွက်ကြောင့်မို့ AI content မှာလည်းလိုအပ်ချက်တွေအများကြီးရှိပါတယ် AI content နဲ့ကိုယ့်ရဲ့ value add လုပ်ပြီးတွိုင်းနိုင်ရတယ်ဒါပေမဲ့ AI content ချက်လုပ်ပြီးတွားမယ်ဆိုရင်တော့တချို့ tele မှာ reuse content မျိုးဖြစ်တဲ့အတွက်ကြောင့်မို့သတိထားဖို့လိုအပ်ပါတယ်အကယ်လို့လူချင်းမင်းတို့ page တွေ account တွေမှာလည်း motion အပိုင်း error တက်တဲ့ page quality အဝါရအနည်းဖြစ်တဲ့ဆိုရင်ကျွန်တော်ရှိကို Zeno ချိုတာစောနဲ့ subs အဖွင့်နိုင်ပါတယ်